Hi 大家好，欢迎来到小月中文。ဒီနေ့ကတော့အတန်သုံးအကြောင်းလေးကိုပြောပြပေးသွားမယ်။အတန်သုံးဆိုတာဘာကိုပြောတာလဲ။အတန်သုံးကဘယ်နှမျိုးရှိရလဲ။တစ်ချက်ကြည့်မယ်။တစ်တန်၊နှစ်တန်၊သုံးတန်၊လေးတန်နောက်တစ်ခုကကြတော့အတန်ပေါ့4 + 1ဆိုပြီးတော့ရှိတယ်။အတန်တုံးဆိုတာဘာကိုပြောတာလဲ။ဒါဆိုတရုတ်စကားပြောမယ်ဆိုလို့ရှိရင်ဒီကအတန်တုံးတွေကိုအခြေခံပြီးတော့ပဲထွက်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့声母、韵母အတန်တုံးတွေအဲ့ဒါတွေကိုရနေမှရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဆိုတော့အတန်တစ်တန်ကိုတူတူကြည့်ကြရအောင်တစ်တန်ကဒီဟာလေးအကွေးလေးပါတာကအဲ့ဒါကွေးလေးမဟုတ်ဘူးเนาะတန်းတန်းလေးဆိုပေးရမယ်เนาะအဲ့ဒါရေးတာမှားသွားတော့အာရေးရှာဝိဆနှလုံးပေါက်မြန်မာအတန်ဆိုလို့ရှိရင်နောက်တစ်ခုကနှစ်တန်ကအာအပေါ်ကိုတက်သွားတဲ့အတန်နောက်တစ်ခါကျတော့သုံးတန်မြောက်အတန်ကိုဝိုက်ပြီးတော့ထပ်မှာအပေါ်ကနေအောက်ကိုထပ်လာတယ်အောက်ကနေအပေါ်ကိုပြန်တက်သွားတယ်အာနောက်တစ်ခုကလေးတန်အပေါ်ကနေအောက်ကိုကျတဲ့အတန်ဆောင်းထွက်တဲ့အတန်မြန်မာလိုရေးပေးထားတယ်မြန်မာလိုဆိုလို့ရှိရင်ရေးရှာအောက်ကမြင့်အတန်เนาะအပေါ်ကနေအောက်ကိုထွက်မှာဆိုတော့နောက်တစ်ခုကကြတော့အတန်ပေါ့သူကဖော့လေးပဲထွက်ရမှာနောက်တစ်ခုလည်းစတူဒီမှာမက်ချက်ရေးပေးထားတယ်เนาะစာသားပန်းရောင်လေးနဲ့မက်ချက်ရေးပေးထားတယ်အတန်သုံးကိုတဲ့တရပေါ်မှာပဲတင်ရမယ်တဲ့အစင်လိုက်တင်ရမယ်တဲ့အစင်လိုက်တင်ရန်တဲ့အစင်လိုက်တင်နေဆိုတာကကြတော့ဘာကိုပြောတာလဲဆိုတော့声母ဆိုတဲ့အစင်လိုက်တိုင်းပဲတင်ပေးရမှာအရင်လာတဲ့ဟာကိုအရင်တင်ပေးရမယ်အဲ့ဒါကိုပြောချင်တာเนาะအားလုံးတွေ့အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်အကျိုးရှိရဆိုရင် subscribe လေးလုပ်ထားပြီးဖို့မမေ့ပါနဲ့